Kaya masih jono cito tema misuiru mengelaba lo siuswa mukong separe. Jono name Joseph Tang pipare. Dine jono wenga lume konsilero alin pito sane alin suya pipare. Jono go piarginga ketin thara kongin bong yobo tukudi mobawu. Dine jima teshin ni sintwin tabadure toအကျိုးရှိစေဖို့ဖြစ်ပါတယ်။တခင်ယေရှုကကျွန်တော်တို့ကိုလောကရဲ့စားနဲ့လောကရဲ့အလင်းလို့သင်စားခေါ်ဝေါ်ခဲ့ပါတယ်။စားနဲ့လင်းဟာတင်းငယ်တဲ့သူတို့ရှိတဲ့နေရာမှာအယံကိုအစွမ်းတက်ပါတယ်။တမန်ကျမ်းစာထဲမှာရှမတ်တဲ့ခရစ်မခန်းကြီးငါအငယ်73နဲ့76ထဲမှာကြည့်မယ်ဆိုရင်သင်တို့ဤလောကရဲ့စာဖြစ်ကြ၏တဲ့နောက်ပြီးတော့သင်တို့ဤလောက၏အလင်းဖြစ်ကြ၏လို့တောင်ထိပ်ပေါ်၌တည်တော်မြို့ကိုမကွယ်နိုင်လို့မိန့်ကြားထားပါတယ်စာအရသာရှိရသာကိုပြည့်စုံတယ်လို့ပဲအလင်းရလဲအမောင်ကိုမောင်းထုတ်ပါတယ်ကျွန်တော်ဟာပဝန်းကျင်ထဲမှာစားလို့ရှင်သန်နေသလားဒါမှမဟုတ်စားဟိကွက်ထဲမှာပျော်ဝင်သွားပြီးအရသာကိုတိုးစီတယ်လို့ကျွန်တော်ရှိတဲ့နေရာမှာလဲရံပွဲတွေအစားငြိမ်တဲ့ချင်းကိုယူဆောင်လာပေးရမှာဖြစ်ပါတယ်လူတွေစိတ်ပြည့်နေချိန်မှာအားပေးစကားပြောတာအခုညီလိုနေသူတွေကိုကူညီတာစားရဲ့တာဝန်ဖြစ်ပါတယ်ဒါပြင်ကျွန်တော်ရဲ့အသက်တာမှာလည်းအလင်းဖြစ်ရပါမယ်လင်ညာမှုတွေမတရားမှုတွေရှိနေတဲ့နေရာမှာကျွန်တော်ရဲ့ကယောဒဖြောက်မစွာနဲ့အလင်းပြပေးရပါမယ်လူတွေကကျွန်တော်ကိုကြည့်ပြီးသူ့စီမှာတခုခုတော့ထူးခြားနေတယ်သူ့မှာယေရှုရှိနေတယ်လို့သိမြင်လာတဲ့အထိကျွန်တော်ရဲ့အကျင့်ကောင်းတွေကိုထွန်းလင်းပေးရမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်ကသိငယ်တဲ့ဖျောင်းတယ်လေးတခုလိုပဲဖြစ်နေတောင်အမောင်တို့ကြီးကိုအနိုင်ယူနိုင်စွမ်းရှိပါတယ်ဒါကြောင့်ဒီနေ့မှာကိုကျွန်တော်ပြန်မေးကြည့်အောင်ငါအရသာပေးတဲ့စားဖြစ်နေလားဒါမှမဟုတ်လဲလမ်းပြတဲ့အလင်းဖြစ်နေပြီလားဆိုတော့ကျွန်တော်တို့ပြန်လဲမေးဖို့လိုအပ်ပါတယ်ဇွန်လရဲ့နေ့အတိုင်းမှာကျွန်တော်ရဲ့အသက်တာအပြင်ဖျားတခင်ဘိုးတော်ကိုလူအများမြင်နိုင်အောင်ထွန်းလင်းကြပါစို့ဒီဗီဒီယိုလေးကိုကြည့်ချင်အပြင်တဲ့သက်တာမှာတစုံတစ်ခုတော့ခွန်အားရခဲ့တယ်ဆိုရင် Like and share subscribe follow လုပ်ချင်အပြင်တဲ့သက်တာမှာဖျားခင်ဘိုးတော်ကိုလူများမြင်နိုင်အောင်ထွန်းလင်းတဲ့သူဖြစ်ဖို့အတွက်ကျွန်တော်နေနဲ့ဆုတောင်းကောင်းချီးပေးပါတယ်ရောက်စီတိုင်းမှာဖျားရှင်ကောင်းချီးမင်္ဂလာချပေးပါစေအာမင်